တနင်္ဂနွေသားများတွေမေလာလားကုံပိုင်းအထိအလောက်ကင်တဲ့ငွေကြေးပိုင်းအခြေအနေကိုဒါတီးတန့်ဟောပြောပေးမှာပဲဖြစ်ပါတယ်ပြီးတဲ့အခါမှာဆောင်ရွက်ရမယ့်ရေရာအကြံပြုချက်လေးကိုလည်းပဲလမ်းညွှန်ပေးမှာပဲဖြစ်ပါတယ်ပထမဆုံးအလောက်ကင်နဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်စပြီးတော့တေရော့ကလေးကြည့်လိုက်ပါပြီတနင်္ဂနွေသားများဟာဒီကာလာတော်တွင်းမှာအလောက်ကင်နဲ့ပတ်သက်ပြီးတော့လမ်းကြောင်းတစ်တွေအခွင့်အလမ်းတစ်တွေပေါ်ပေါက်လို့လာနိုင်ပါတယ်။နောက်ကြီးကဲတဲ့သူတွေရဲ့အကူအညီကောင်းတွေကိုလည်းပဲရရှိစေတတ်တယ်လို့တွေ့ရပါတယ်။ဒါအပြင်အလုံးနဲ့ပတ်သက်ပြီးတော့အတွေးခေါ်တစ်တွေအမြင်အာရုံတစ်တွေပေါ်ပေါက်လို့လာနိုင်ပါတယ်။အဲ့တော့လက်ရှိနေတဲ့အခြေအနေနဲ့ရောင်ရဲတင်းတိမ်နေတာမျိုးမဟုတ်ဘဲနဲ့ဒီအခြေအနေတွေကနေပုံမူပြီးတော့တိုးတက်ကောင်းမွန်နိုင်တဲ့အခွင့်အလမ်းတွေကိုရှာဖွေစူးစမ်းဖို့လည်းပဲလိုအပ်နေပါတယ်လို့မှာကြားလိုပါတယ်ခင်ဗျာငွေကြေးနဲ့ပတ်သက်တဲ့ကံကြမ္မာအခြေအနေကိုဟောပြောပြမှာပဲဖြစ်ပါတယ်ဒီကာလမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ရင်တော့နည်းနည်းလေးစိတ်ရှည်ဖို့လိုပါတယ်ထင်းခေါ့ခက်ခဲကြက်ကြမှုတွေကြုံရတတ်ပါတယ်ငွေကြေးမှာသူတော်ဘာရဲ့စိတ်အနှောက်အယှက်ပေးမှုလေးတွေကိုခံရတတ်ပါတယ်အဲ့တော့သူများကိစ္စတွေကိုအကြောင်းပြုပြီးတော့ငွေကြေးပိုင်းမှာပြဿနာလေးတွေဖြစ်ပေါ်စေတတ်ပါတယ်အဲ့တော့ဒီကာလရဲ့ငွေကြေးကံကတော့တိတ်တော့မကောင်းမွန်လာပါဘူးလို့တနင်္ဂနွေသားပြည်များကိုဟောကြားလိုပါတယ်ခင်ဗျာအဲ့တော့ဒီကာလမှာအလောက်ကင်တို့ငွေကြေးပိုင်းတို့မှာပုံမူပြီးတော့ကောင်းမွန်တိုးတက်အောင်အဆင်မပြေမှုတွေရှိခဲ့မယ်ဆိုရင်လည်းအဆင်ပြေနိုင်အောင်ဘယ်လိုရရာကိုဆောင်ရွက်သင့်ပါတယ်လဲဆိုတာကိုနောက်တစ်ချိန်ကျွန်တော်တေရော့ကလေးထပ်ပြီးတော့ချိုးကြည့်ပေးမှာပဲဖြစ်ပါတယ်မိတ်ဆွေများကတဦးချင်းတယောက်ချင်းကိုယ့်ရဲ့ကံစားတာအခြေအနေကိုအသေးစိတ်စစ်ဆေးမြင်များတွက်ချက်ချင်ပါတယ်ဆိုရင်TikTok bio မှာ Viber Telegram ဖုန်းနံပါတ်ကျွန်တော်တင်ထားတာရှိပါတယ်အဲ့ဒီကနေပြီးတော့ဆက်သွယ်စာရင်းပေးပြီးတော့လည်းပဲဗီဒီမေးမြန်းလို့ရပါတယ်ခင်ဗျာကဲတော့ခုတနင်္ဂနွေသားများအတွက်နောက်တစ်ချိန်ကျွန်တော်တေတော့ကလေးထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီဒီကာလာတော့အတွင်းမှာရဝေးနဲ့ပတ်သက်တဲ့အကူအညီကောင်းအထောက်ပံ့ကောင်းအဆက်အသွယ်ကောင်းတွေကိုရရှိစေတတ်တဲ့ပုံစံမျိုးကိုတွေ့ရပါတယ်အလုံးခိုင်နေငွေကြေးတွေကောင်းမွန်တိုးတက်စေနိုင်အောင်ဒီကာလာမှာခရီးသွားတဲ့သူကိုတက်နှံတဲ့လောက်ခရီးစရိတ်လှူဒန်းပေးကမ်းကူညီဆောင်ရွက်မှုတွေကိုပြုလုပ်ပေးပါလို့ဒါရေရအကြံပြုချက်လေးပေးလိုက်ရပါတယ်ကျွန်တော်ရဲ့ဟောပြောချက်တွေကိုသဘောကျနှစ်သက်တဲ့အားပေးနေပါတယ်ဆိုအောက်ဘက်မှာကွန်မန့်လေးတွေမှန်ခဲ့တာမျိုး like share လေးတွေနဲ့အားပေးခဲ့တာမျိုးတွေဆောင်ရွက်ခဲ့လို့ရပါတယ်ခင်ဗျာတနင်္လာသားပြည်များအတွက်ဒီအချိန်ကာလပိုင်းခြားကနေစလို့မေလာကုံတဲ့ဒီအလောက်ကင်တဲ့ငွေကြေးပိုင်းအခြေအနေကိုဒါတီးတက်ကျွန်တော်တေရော့ကလေးနဲ့ဟောပြောပေးမယ်။နောက်ရေရအကြံပြုချက်လေးလည်းပဲလမ်းညွှန်ပေးမှာပဲဖြစ်ပါတယ်။အဲ့တော့ပထမဆုံးအလောက်ကင်နဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်စပြီးတော့ကြည့်လိုက်ပါပြီခင်ဗျာ။ဒီကာလမှာတနင်္လာသားများအနေနဲ့အလုံးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာတွေစိတ်မပျော်ရွှင်မှုတွေနောက်အလုံးမှာအနှောက်အယှက်လေးတွေပေါ်ပေါက်စေနိုင်တယ်လို့တွေ့ရပါတယ်။ကိုယ်ပါပဲလုပ်လို့ကိုလုံးနေတဲ့အလုပ်တွေဟာဒီကာလမှာဒါအညံလေးတွေကြုံရတတ်ပါတယ်။အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာတဦးထက်ပိုတဲ့သူတွေရဲ့အနှောက်အယှက်ပေးမှုလေးတွေကိုလည်းပဲခံရတတ်ပါတယ်ခင်ဗျာ။ကိုယ်တိုင်ကိုယ်ကလည်းပဲအလုံးမှာစိတ်မပျော်တာတို့စိတ်မပါတာတို့အဲ့လိုအခြေအနေမျိုးတွေဖြစ်နေတတ်ပါတယ်ဒါမလို့အလုံးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးညံတတ်တဲ့အချိန်ကာလကိုရှောင်းနေတယ်ဆိုတာကိုသတိထားဖို့လိုအပ်ပါတယ်ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေပါငွေကြေးကိစ္စမှန်သမျှအကုန်လုံးကလည်းပဲထင်းငေါ့ခက်ခဲကြမ်းကြနေတာမျိုးတွေကြုံရတတ်တယ်ဝင်လာစရာရှိတဲ့ငွေတွေဝင်မလာဘူးရမလာဘူးကုန်စရာထွက်စရာတွေတစ်ခုပြီးတစ်ခုပေါ်နေမယ်ဒါငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့စကားပြောဆိုရတာတို့ဖြည့်ရှင်းရတာတို့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့တော့ငွေကြေးကိစ္စပိုင်းမှာအညံလေးတွေလည်းပဲရှိတတ်ပါတယ်အဲ့တော့ပြောချင်တာကဒီကာလမှာအလောက်ကင်ရောငွေကြေးပိုင်းရောမှာဒါအားနည်းချက်တွေအစင်မပြေမှုတွေဖြစ်ပေါ်စေတတ်တဲ့အတွက်ဂရုစိုက်ပါအဲ့တော့ဘလို့ရေရာကိုဆောင်ရွက်သင့်ပါလဲဆိုတာကိုကျွန်တော်နောက်တစ်ချိန်တေရော့ကလေးထပ်ပြီးတော့ချိုးကြည့်ပေးပါမယ်မိတ်ဆွေများကကိုယ့်ရဲ့ကံစားတာအခြေအနေတွေကိုအသေးစိတ်စစ်ဆေးမြင်များတွက်ချက်ချင်ပါတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တင်ထားတာရှိပါတယ်အဲ့ဒီကနေပြီးတော့ဆက်သွယ်စိတ်ရင်းပေးပြီးတော့ဗီဒီမေးမြန်းလို့လည်းပဲရပါတယ်ခင်ဗျာကဲတော့ခုတင်လာသားများတွေကျွန်တော်တေရော့ကလေးထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီဒီကာလာတော့တွင်းမှာအခြေရေးတို့အိမ်အောင်ရေးတို့ကိုအကြောင်းပြုပြီးတော့စိတ်အနှောက်ရက်ဖြစ်စရာတွေကတခြားသောကိုယ့်ရဲ့အလောက်ကင်တို့ငွေကြေးပိုင်းတို့တခြားလူမှုရေးတို့ဘာတို့မှလာပြီးတော့ထိကိုက်စေတတ်တဲ့ပုံစံမျိုးတွေကိုဖြစ်ပေါ်စေတတ်ပါတယ်ဒါတွေကိုသတိထားဖို့လိုအပ်ပါတယ်ဆောင်ရွက်တင်တာကတော့ကိုယ်အိမ်ဖျားမှာပဲဖြစ်ဖြစ်ဖျားစီတီတဆူဆူမှာပဲဖြစ်ဖြစ်ပန်းရေချမ်းစီမီဒါလှူဒန်းပြီးတော့ကုသိုလ်ကောင်းမှုပြုပြီးတော့ဒါကိုပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုအမြတ်တမ်းပေးဝေမှုတွေကိုပြုလို့ဆောင်ရွက်ပေးပါလို့ရေရာအကြံပြုချက်လေးကိုလမ်းညွှန်ပေးလိုက်ရပါတယ်ခင်ဗျာအခုလိုကျွန်တော်ရဲ့ဟောပြောချက်တွေကိုအားပေးနေပါဆိုအဖက်မှာ comment လေးတွေမှန်ခဲ့တာမျိုး like share လေးတွေနဲ့အားပေးခဲ့တာမျိုးတွေကိုဆောင်ရွက်ခဲ့လို့ရပါတယ်ခင်ဗျာ
တနင်္လာသားသမီးများအတွက်ဒီအချိန်ကာလပိုင်းခြားကနေစလို့မေလကုန်တဲ့ဒီအလောက်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုဒါတီးတက်ကျွန်တော်တဲရောကတ်လေးနဲ့ဟောပြောပေးမယ်။နောက်ရေရအကြံပြုချက်လေးလည်းပဲလမ်းညွှန်ပေးမှာပဲဖြစ်ပါတယ်။အဲ့တော့ပထမဆုံးအလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေကိုကျွန်တော်စပြီးတော့ကြည့်လိုက်ပါပြီခင်ဗျာ။ဒီကာလမှာတနင်္လာသားသမီးများအနေနဲ့အလုံးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာတွေစိတ်မပျော်ရွှင်မှုတွေနောက်အလုံးမှာအနှောက်အယှက်လေးတွေပေါ်ပေါက်စေနိုင်တယ်လို့တွေ့ရပါတယ်။ကိုယ်ပါပဲလုပ်လို့ကိုလုံးနေတဲ့အလုပ်တွေဟာဒီကာလမှာဒါအညံလေးတွေကြုံရတတ်ပါတယ်။အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာတဦးထက်ပိုတဲ့သူတွေရဲ့အနှောက်အယှက်ပေးမှုလေးတွေကိုလည်းပဲခံရတတ်ပါတယ်ခင်ဗျာ။ကိုယ်တိုင်ကိုယ်ကလည်းပဲအလုံးမှာစိတ်မပျော်တာတို့စိတ်မပါတာတို့အဲ့လိုအခြေအနေမျိုးတွေဖြစ်နေတတ်ပါတယ်ဒါမလို့အလုံးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးညံ့တတ်တဲ့အချိန်ကာလကိုကြောင်းနေတယ်ဆိုတာကိုသတိထားဖို့လိုအပ်ပါတယ်ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေပါငွေကြေးကိစ္စမှန်သမျှအကုန်လုံးကလည်းပဲထင်းငေါ့ခက်ခဲကြမ်းကြာနေတာမျိုးတွေကြုံရတတ်တယ်ဝင်လာစရာရှိတဲ့ငွေတွေဝင်မလာဘူးရမလာဘူးကုန်စရာထွက်စရာတွေတစ်ခုပြီးတစ်ခုပေါ်နေမယ်ဒါငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့စကားပြောဆိုရတာတို့ဖြည့်ရှင်းရတာတို့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့တော့ငွေကြေးကိစ္စပိုင်းမှာအညံလေးတွေလည်းပဲရှိတတ်ပါတယ်အဲ့တော့ပြောချင်တာကဒီကာလမှာအလောက်ကံရောငွေကြေးပိုင်းရောမှာဒါအားနည်းချက်တွေအစင်မပြေမှုတွေဖြစ်ပေါ်စေတတ်တဲ့အတွက်ဂရုစိုက်ပါအဲ့တော့ဘလို့ရရကိုဆောင်ရွက်သင့်ပါလဲဆိုတာကိုကျွန်တော်နောက်တစ်ချိန်တေရောကလေးထပ်ပြီးတော့ချိုးကြည့်ပေးပါမယ်မိတ်ဆွေများကကိုယ့်ရဲ့ကန်စာတာအခြေအနေတွေကိုအသေးစိတ်စစ်ဆေးမေးမြန်းတွက်ချက်ချင်ပါတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ TikTok bio မှာ Viber Telegram ဖုန်းတက်ပတ်တင်ထားတာရှိပါတယ်အဲ့ဒီကနေပြီးတော့ဆက်သွယ်စည်ရင်းပေးပြီးတော့ဗီဒီမေးမြန်းလို့လည်းပဲရပါတယ်ခင်ဗျာကဲတော့ခုတင်လာသားမီးများအတွက်ကျွန်တော်တဲရောကလေးထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီဒီကာလာတော့တွင်းမှာအခြေရေးတို့အိမ်အောင်ရေးတို့ကိုအကြောင်းပြုပြီးတော့စိတ်အနှောက်ရက်ဖြစ်စရာတွေကတခြားသောကိုယ့်ရဲ့အလောက်ကိုင်းတို့ငွေကြေးပိုင်းတို့တခြားလူမှုရေးတို့ဘာတို့မှလာပြီးတော့ထိကိုက်စေတတ်တဲ့ပုံစံမျိုးတွေကိုဖြစ်ပေါ်စေတတ်ပါတယ်ဒါတွေကိုသတိထားဖို့လိုအပ်ပါတယ်ဆောင်ရွက်တင်တာကတော့ကိုယ်အိမ်ဖျားမှာပဲဖြစ်ဖြစ်ဖျားစီတီတဆူဆူမှာပဲဖြစ်ဖြစ်ပန်းရေချမ်းစီမီဒါလှူဒန်းပြီးတော့ကုသိုလ်ကောင်းမှုပြုပြီးတော့ဒါကိုပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုအမြတ်တမ်းပေးဝေမှုတွေကိုပြုလို့ဆောင်ရွက်ပေးပါလို့ရရအကြံပြုချက်လေးကိုလမ်းညွှန်ပေးလိုက်ရပါတယ်ခင်ဗျာအခုလိုကျွန်တော်ရဲ့ဟောပြောချက်တွေကိုအားပေးနေပါဆိုအဖက်မှာ comment လေးတွေမှန်ခဲ့တာမျိုး like share လေးတွေနဲ့အားပေးခဲ့တာမျိုးတွေကိုဆောင်ရွက်ခဲ့လို့ရပါတယ်ခင်ဗျာဗုဒ္ဓဟူသားမိများအတွက်လက်ရှိဒီအချိန်ကာလပိုင်းခြားကနေစလို့မေလကုန်တဲ့အထိအလောက်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုဒါတည်တံ့ဟောပြောပေးမှာပဲဖြစ်ပါတယ်။နောက်လိုအပ်တဲ့ရေရအကြံပြုချက်လေးတွေကိုလည်းပဲလမ်းညွှန်ပေးမှာပဲဖြစ်ပါတယ်။အဲ့တော့အလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုအရင်ဆုံးကျွန်တော်စပြီးတော့ကြည့်လိုက်ပါပြီခင်ဗျာ။ဗုဒ္ဓဟူသားမိများခင်ဗျာဒီကာလာတော့တဲမှာအလုံးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့အလှည့်အပြောင်းတွေနောက်တိုးတက်အောင်မြင်မှုတွေအဆင်ပြေမှုတွေကိုရရှိစေတတ်ပါတယ်ဒီချိန်ကာလဟာလုပ်ငန်းကိုင်ငန်းတွေကိုစတင်လုပ်ကိုင်ဆောင်ရွက်ဖို့အတွက်ကောင်းမွန်တဲ့အချိန်ကာလပိုင်းခြားလို့တွေ့ရပါတယ်အဲ့တော့အလုံးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့ပြောင်းလဲတိုးတက်မှုတွေကိုကျင်းသေးပါဆိုသလိုရရှိလို့လာနိုင်ပါတယ်ဒါမှမဟုတ်ဒီချိန်မှာဘာကိုပဲလုံးဒါအလုံးနဲ့ပတ်သက်ပြီးတော့ရေတင်းတင်းလောက်ကင်ဆောင်ရွက်ပါတခုလေးပြောစရာရှိတာကသူများရဲ့လှက်ပတ်မှုလေးတွေလှည့်စားမှုလေးတွေမခံရလေအောင်တော့နည်းနည်းလေးဂယူဆိုင်ပါလို့မှာကြားလို့ပါတယ်ခင်ဗျာငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေပါနည်းနည်းတော့အကြက်တဲခက်ခဲလေးတွေကြုံရတတ်ပါတယ်ငွေကြေးကိစ္စတွေမှာသိပြီးတော့မချောမွေတာမျိုးလေးတွေရှိတတ်ပါတယ်ဒါပေမဲ့အခက်ခဲကြုံပြီးရင်တော့အဆင်ပြေသွားလိမ့်မယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရပါတယ်ခင်ဗျာအဲ့တော့ဗုဒ္ဓဟူသားမိများရဲ့အလုံးကိုင်းတဲ့ငွေကြေးပိုင်းမှာကန်လာတာတွေတိုးတက်ကောင်းမွန်စေနိုင်အောင်ဘလို့ရရမျိုးကိုဆောင်ရွက်သင့်ပါတယ်လဲဆိုတာကိုနောက်တစ်ချိန်ကျွန်တော်တဲရော့ကလေးထပ်ပြီးတော့ချိုးကြည့်ပေးမှာပဲဖြစ်ပါတယ်မိတ်ဆွေများကကိုယ့်ရဲ့ကန်လာတာအခြေအနေကိုအသေးသေးစစ်စစ်မြင်မြန်တွက်ချက်ချင်ပါတယ်ဆိုရင် TikTok bio မှာ Viber Telegram ဖုန်းနံပါတ်ကျွန်တော်တင်ထားတာရှိပါတယ်အဲ့ဒီကနေပြီးတော့ဆက်သွယ်စည်ရင်းပေးပြီးတော့လည်းပဲဗီဒီမေးမြန်းလို့ရပါတယ်ခင်ဗျာကဲတော့ဗုဒ္ဓဟူသားမိများတွေနောက်တစ်ချိန်တဲရော့ကလေးထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီဒီကာလမှာဗုဒ္ဓဟူသားမိများအနေနဲ့ကြုံတွေ့ရနိုင်တဲ့အခက်အခဲတွေကနေအဆင်ပြေနိုင်အောင်တိုးတက်အောင်မြင်မှုတွေရရှိစေနိုင်အောင်ဆိုလို့ရှိရင်ဖះမှာဘိန်းမုံတပတ်ကန်လှူဒန်းပေးပါလို့ရရအကြံပြုချက်လေးပေးလိုက်ရပါတယ်တကယ်လို့ဘိန်းမုံကဝယ်လို့မရဘူးဆိုလို့ရှိရင်တော့ပါမုံအလွတ်တပတ်ကန်လှူဒန်းပြီးတော့စူတောင်းပေးပါလို့ဒါလမ်းညွှန်ပေးလိုက်ရပါတယ်အခုလိုဟောပြောတင်ဆက်မှုတွေသဘောကျနှစ်သက်တဲ့အားပေးနေပါတယ်တော့အဖက်မှာ comment လေးတွေမှန်းခဲ့တာမျိုး like share လေးတွေနဲ့အားပေးခဲ့တာမျိုးတွေကိုဆောင်ရွက်ခဲ့လို့ရပါတယ်ခင်ဗျာတနင်္လာသားသမီးများအတွက်ဒီအချိန်ကာလပိုင်းခြားကနေစလို့မေလကုန်တဲ့ဒီအလောက်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုဒါတီးတက်ကျွန်တော်တဲရောကတ်လေးနဲ့ဟောပြောပေးမယ်။နောက်ရေရအကြံပြုချက်လေးလည်းပဲလမ်းညွှန်ပေးမှာပဲဖြစ်ပါတယ်။အဲ့တော့ပထမဆုံးအလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်စပြီးတော့ကြည့်လိုက်ပါပြီခင်ဗျာ။ဒီကာလမှာတနင်္လာသားသမီးများအနေနဲ့အလုံးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာတွေ
စိတ်မပျော်ရွှင်မှုတွေနောက်အလုံးမှာအနှောက်အယှက်လေးတွေပေါ်ပေါက်စေနိုင်တယ်လို့တွေ့ရပါတယ်ကိုဘာပဲလုပ်လို့ကိုလုပ်နေတဲ့အလုပ်တွေဟာဒီကာလမှာဒါအညံလေးတွေကြုံရတတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာတဦးထက်ပိုတဲ့သူတွေရဲ့အနှောက်အယှက်ပေးမှုလေးတွေကိုလည်းပဲခံရတတ်ပါတယ်ခင်ဗျာကိုယ်တိုင်ကိုယ်ကလည်းပဲအလုံးမှာစိတ်မပျော်တာတို့စိတ်မပါတာတို့အဲ့လိုအခြေအနေမျိုးတွေဖြစ်နေတတ်ပါတယ်ဒါမှမဟုတ်အလုံးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးညံတတ်တဲ့အချိန်ကာလကိုရောက်နေတယ်ဆိုတာကိုသတိထားဖို့လိုအပ်ပါတယ်ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေပါငွေကြေးကိစ္စမှန်သမျှအကုန်လုံးကလည်းပဲထင်းငေါ့ခက်ခဲကြမ်းကြနေတာမျိုးတွေကြုံရတတ်တယ်ဝင်လာစရာရှိတဲ့ငွေတွေဝင်မလာဘူးရမလာဘူးကုန်စရာထွက်စရာတွေတစ်ခုပြီးတစ်ခုပေါ်နေမယ်ဒါငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့စကားပြောဆိုရတာတို့ဖြည့်ရှင်းရတာတို့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့တော့ငွေကြေးကိစ္စပိုင်းမှာအညံလေးတွေလည်းပဲရှိတတ်ပါတယ်အဲ့တော့ပြောချင်တာကဒီကာလမှာအလောက်ကန်ရောငွေကြေးပိုင်းရောမှာဒါအားနည်းချက်တွေအစင်မပြေမှုတွေဖြစ်ပေါ်စေတတ်တဲ့အတွက်ဂရုစိုက်ပါအဲ့တော့ဘလို့ရရကိုဆောင်ရွက်သင့်ပါလဲဆိုတာကိုကျွန်တော်နောက်တစ်ချိန်တေရောကလေးထပ်ပြီးတော့ချိုးကြည့်ပေးပါမယ်မိတ်ဆွေများကကိုယ့်ရဲ့ကန်စာတာအခြေအနေတွေကိုအသေးစိတ်စစ်စစ်မီမြန်တွက်ချက်ချင်ပါတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ TikTok bio မှာ Viber Telegram ဖုန်းတက်ပတ်တင်ထားတာရှိပါတယ်အဲ့ဒီကနေပြီးတော့ဆက်သွယ်စိတ်ရင်းပေးပြီးတော့ဗီဒီမီမြန်လို့လည်းပဲရပါတယ်ခင်ဗျာကဲတော့ခုတင်ထားတာသားမီများအတွက်ကျွန်တော်တေရောကလေးထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီဒီကာလာတော့တွင်းမှာအခြေရေးတို့အိမ်အောင်ရေးတို့ကိုအကြောင်းပြုပြီးတော့စိတ်အနှောက်ရဲ့ဖြစ်စရာတွေကတခြားသောကိုယ့်ရဲ့အလောက်ကိုင်းတို့ငွေကြေးပိုင်းတို့တခြားလူမှုရေးတို့ဘာတို့မှလာပြီးတော့ထိကိုက်စေတတ်တဲ့ပုံစံမျိုးတွေကိုဖြစ်ပေါ်စေတတ်ပါတယ်ဒါတွေကိုသတိထားဖို့လိုအပ်ပါတယ်ဆောင်ရွက်တင်တာကတော့ကိုယ်အိမ်ဖျားမှာပဲဖြစ်ဖြစ်ဖျားစီတီတဆူဆူမှာပဲဖြစ်ဖြစ်ပန်းရေချမ်းစီမီဒါလှူဒန်းပြီးတော့ကုသိုလ်ကောင်းမှုပြုပြီးတော့ဒါကိုပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုအမြတ်တမ်းပေးဝေမှုတွေကိုပြုလို့ဆောင်ရွက်ပေးပါလို့ရရအကြံပြုချက်လေးကိုလမ်းညွှန်ပေးလိုက်ရပါတယ်ခင်ဗျာအခုလိုကျွန်တော်ရဲ့ဟောပြောချက်တွေကိုအားပေးနေပါဆိုအဖက်မှာ comment လေးတွေမှန်ခဲ့တာမျိုး like share လေးတွေနဲ့အားပေးခဲ့တာမျိုးတွေကိုဆောင်ရွက်ခဲ့လို့ရပါတယ်ခင်ဗျာတောက်ကြသားမီးများတွေလက်ရှိအချိန်ကာလကနေစလို့မေလာလာကုန်တဲ့အထိအလောက်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုတီးတန့်ဟောပြောပေးမှာပဲဖြစ်ပါတယ်။နောက်လိုအပ်တဲ့ရရအကြံပြုချက်လေးတွေကိုလည်းပဲလမ်းညွှန်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ။ပထမဆုံးအလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်တို့စပြီးတော့ကြည့်လိုက်ကြရအောင်။ဒီကာလမှာတောက်ကြသားမီးတွေဟာအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့အကြက်တဲခက်ခဲလေးတွေကြုံရတတ်ပါတယ်အလောက်မှာအနှောက်အယှက်လေးတွေပေါ်ပေါက်စေတတ်တဲ့အဆင်မပြေတာမျိုးလေးတွေဖြစ်တတ်ပါတယ်အဲ့တော့ဘလို့လုံငါးကိုင်ငန်းမျိုးကိုလောက်ကိုင်းဆောင်ရွက်သည်ပဲဖြစ်ဖြစ်အခက်ခဲကြတဲ့ကနေပြီးတော့စူးစမ်းရုန်းကန်ပြီးတော့လောက်ကိုင်းဆောင်ရွက်ရမယ့်အချိန်ကာလမျိုးကိုရောက်ရှိလို့နေတယ်လို့တွေ့ရပါတယ်ခင်ဗျာနည်းနည်းဂရုစိုက်ဖို့လိုအပ်ပါတယ်ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေပါငွေကြေးပိုင်းမှာတော့အဆင်ပြေမှုတွေတော်တော်များများကိုရရှိလို့လာနိုင်ပါတယ်ဆုံးရှုံးထားတဲ့ငွေတွေပြန်ဝင်လာတာမျိုးတွေလည်းပဲကြုံလာနိုင်ပါတယ်ငွေကြေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေပေါ်ပေါက်လို့လာနိုင်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ညာသောအားဖြင့်စိတ်ချမ်းသာမှုတွေကိုရရှိလို့လာနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ခင်ဗျာအဲ့တော့တောက်ကြသားမီးများအနေနဲ့ဒီကာလမှာအလောက်ကန်ရောငွေကြေးပိုင်းရောမှာကောင်းမွန်တိုးတက်စေနိုင်အောင်ဘလို့ရရလေးတွေကိုဆောင်ရွက်သင့်ပါတယ်လဲဆိုတာကိုနောက်တစ်ချိန်ကျွန်တော်တေတော့ကလေးထပ်ပြီးတော့ချိုးကြည့်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေများကကိုယ့်ရဲ့ကန်စာတာအခြေအနေတွေကိုအသေးစိတ်စစ်ဆေးမြင်မြန်တွက်ချက်ချင်ပါတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တင်ထားတာရှိပါတယ်။အဲဒီကနေဆက်သွယ်စာရင်းပေးပြီးတော့လည်းပဲဗီဒီမေးမြန်းလို့ရပါတယ်ခင်ဗျာ။အခုကျွန်တော်နောက်တစ်ချိန်တဲတော့ကလေးထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီ။တောက်ကြသားမီးများခင်ဗျာဒီကာလာတော်တွင်းမှာမကြမ်းမဖြစ်နေတဲ့သူနေထိုင်မကောင်းဖြစ်နေတဲ့သူကိုတတ်နိုင်တဲ့လောက်ဒါငွေကြေးအနေနဲ့ပေါ့နော်စေဝါဓာတ်စာအတွက်လှူဒန်းကူညီပေးပါလို့ဒါကြရအကြံပြုချက်လေးပေးလိုက်ရပါတယ်အဲ့လိုမျိုးဆောင်ရွက်ပေးခြင်းအပြင်ကိုကြုံတွေ့နေရတဲ့အခက်အခဲအကျပ်တဲတွေကနေလွတ်မြောက်ပြီးတော့ကိုယ့်ရဲ့ကန်စာတာတွေကိုပွင့်လန်းတိုးတက်လို့လာစေနိုင်ပါလိမ့်မယ်ခင်ဗျာအဲ့တော့အခုလိုဟောပြောတင်ဆက်မှုတွေကိုအမြဲအားပေးကြည့်ရှုနေပါတယ်ဆိုအောက်ဖက်မှာ comment လေးတွေမှန်ခဲ့တာတွေ like share လေးတွေနဲ့အားပေးခဲ့တာမျိုးလေးတွေကိုဆောင်ရွက်ခဲ့လို့ရပါတယ်ခင်ဗျာတနင်္လာသားသမီးများအတွက်ဒီအချိန်ကာလပိုင်းခြားကနေစလို့မေလာကုန်တဲ့ဒီအလောက်ကိုင်းတဲ့ငွေကြေးပိုင်းအခြေအနေကိုဒါတီးတက်ကျွန်တော်တေရောကလေးနဲ့ဟောပြောပေးမယ်။နောက်ရရအကြံပြုချက်လေးလည်းပဲလမ်းညွှန်ပေးမှာပဲဖြစ်ပါတယ်။အဲ့တော့ပထမဆုံးအလောက်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်စပြီးတော့ကြည့်လိုက်ပါပြီခင်ဗျာ။ဒီကာလမှာတနင်္လာသားသမီးများအနေနဲ့အလုံးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာတွေစိတ်မပျော်ရွှင်မှုတွေနောက်အလုံးမှာအနှောက်အယှက်လေးတွေပေါ်ပေါက်စေနိုင်တယ်လို့တွေ့ရပါတယ်ကိုဘာပဲလုပ်လို့ကိုလုပ်နေတဲ့အလုပ်တွေဟာဒီကာလမှာဒါအညံလေးတွေကြုံရတတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာတဦးထက်ပိုတဲ့သူတွေရဲ့အနှောက်အယှက်ပေးမှုလေးတွေကိုလည်းပဲခံရတတ်ပါတယ်ခင်ဗျာကိုယ်တိုင်ကိုယ်ကလည်းပဲအလုံးမှာစိတ်မပျော်တာတို့စိတ်မပါတာတို့အဲ့လိုအခြေအနေမျိုးတွေဖြ
ဖြစ်နေတတ်ပါတယ်ဒါမှမဟုတ်အလုံးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးညံတတ်တဲ့အချိန်ကာလကိုရောက်နေတယ်ဆိုတာကိုသတိထားဖို့လိုအပ်ပါတယ်ငွေကြေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေပါငွေကြေးကိစ္စမှန်သမျှအကုန်လုံးကလည်းပဲထင်းငေါ့ခက်ခဲကြမ်းကြနေတာမျိုးတွေကြုံရတတ်တယ်ဝင်လာစရာရှိတဲ့ငွေတွေဝင်မလာဘူးရမလာဘူးကုန်စရာထွက်စရာတွေတစ်ခုပြီးတစ်ခုပေါ်နေမယ်ဒါငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့စကားပြောဆိုရတာတို့ဖြည့်ရှင်းရတာတို့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့တော့ငွေကြေးကိစ္စပိုင်းမှာအညံလေးတွေလည်းပဲရှိတတ်ပါတယ်အဲ့တော့ပြောချင်တာကဒီကာလမှာအလောက်ကင်ရောငွေကြေးပိုင်းရောမှာဒါအားနည်းချက်တွေအစင်မပြေမှုတွေဖြစ်ပေါ်စေတတ်တဲ့အတွက်ဂယူဆိုင်ပါအဲ့တော့ဘလို့ရရကိုဆောင်ရွက်သင့်ပါလဲဆိုတာကိုကျွန်တော်နောက်တစ်ချိန်တေရောကလေးထပ်ပြီးတော့ချိုးကြည့်ပေးပါမယ်မိတ်ဆွေများကကိုယ့်ရဲ့ကန်စာတာအခြေအနေတွေကိုအသေးစိတ်စစ်စစ်မီးများတွက်ချက်ချင်ပါတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ TikTok bio မှာ Viber Telegram ဖုန်းတက်ပတ်တင်ထားတာရှိပါတယ်အဲ့ဒီကနေပြီးတော့ဆက်သွယ်စိတ်ရင်းပေးပြီးတော့ဗီဒီမီးများလို့လည်းပဲရပါတယ်ခင်ဗျာကဲတော့ခုတင်ထားသားမီးများအတွက်ကျွန်တော်တေရောကလေးထပ်ပြီးတော့ချိုးကြည့်လိုက်ပါပြီဒီကာလာတော့တွင်းမှာအခြေရေးတို့အိမ်အောင်ရေးတို့ကိုအကြောင်းပြုပြီးတော့စိတ်အနှောက်ရက်ဖြစ်စရာတွေကတခြားသောကိုယ့်ရဲ့အလောက်ကိုင်းတို့ငွေကြေးပိုင်းတို့တခြားလူမှုရေးတို့ဘာတို့မှလာပြီးတော့ထိကိုက်စေတတ်တဲ့ပုံစံမျိုးတွေကိုဖြစ်ပေါ်စေတတ်ပါတယ်ဒါတွေကိုသတိထားဖို့လိုအပ်ပါတယ်ဆောင်ရွက်တင်တာကတော့ကိုယ်အိမ်ဖျားမှာပဲဖြစ်ဖြစ်ဖျားစီတီတဆူဆူမှာပဲဖြစ်ဖြစ်ပန်းရေချမ်းစီမီဒါလှူဒန်းပြီးတော့ကုသိုလ်ကောင်းမှုပြုပြီးတော့ဒါကိုပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုအမြတ်တမ်းပေးဝေမှုတွေကိုပြုလို့ဆောင်ရွက်ပေးပါလို့ရရအကြံပြုချက်လေးကိုလမ်းညွှန်ပေးလိုက်ရပါတယ်ခင်ဗျာအခုလိုကျွန်တော်ရဲ့ဟောပြောချက်တွေကိုအားပေးနေပါဆိုအောက်ဘက်မှာ comment လေးတွေမှန်ခဲ့တာမျိုး like share လေးတွေနဲ့အားပေးခဲ့တာမျိုးတွေကိုဆောင်ရွက်ခဲ့လို့ရပါတယ်ခင်ဗျာ